ယောက်ျားမျိုးကစမ်းကြမှာကြလို့မဟုတ်ဘူးမကြည်သေးတဲ့အကျွေးအကြောင်းဆိုပြီးပြောလာတယ်ထက်ထက်ထုံမင်္ဂလာပါပြိတ္တကြီးဝေးဖန်မှမကြလို့အခြေအနေနဲ့ပတ်သက်ပြီးပွင့်လင်းချပြထားတဲ့ထက်ထက်ထုံကတော့အိမ်အောင်မပြူသေးတာစမ်းကြမှာကြလို့မဟုတ်ပါဘူးတဲ့နော်အောင်မြင်နေအမှုပြရှင်များစုကစမ်းအောင်အောက်ကိုပြီးရက်တည်နေရတာမို့သူတို့ရဲ့စမ်းကြသွားမှာကိုအရန်ကြောက်ကြပါတယ်သူတို့ကစမ်းကြမှာကြောက်လို့ချစ်သူထားရင်တော့သူတို့တိတ်ထားကြသလိုအိမ်အောင်ပြုတ်ဖို့ဆိုတာသူတို့ရဲ့အတွေ့အထဲမှာအဝေးကြီးပါပဲအောင်မြင်နေချိန်မှာအိမ်အောင်ပြုတ်လိုက်ရင်စမ်းကြပြီးပြိတ္တအားပေးမှာမဟုတ်ဆိုတဲ့အတွေ့အကြုံနဲ့အသက်အရွယ်ဟိုင်းနေသူကိုတယောက်တည်းနေတဲ့ကြလည်းဖြစ်ပါတယ်အမှုပြရှင်များစုကတော့စမ်းကြမှာကိုကဘာပြတ်မှာထပ်ပိုကြောက်ကြပေမဲ့ထထထုံကတော့အဲ့လိုမဟုတ်ပါဘူးတဲ့နော်ထထထုံကချစ်သူထားရင်အိမ်အောင်ပြုတ်ရင်စမ်းကြမယ်ဆိုတော့လက်မခံသလိုကြောက်လည်းမကြောက်ပါဘူးတဲ့နော်သူကစမ်းကြမှာမကြောက်လို့သူ့ရဲ့အတွင်းရည်တွေအခြေအတွေကစားအကုန်ပြောထားတာမို့သူ့မှာဖုံးဝယ်ထားအရာဆိုတာမရှိသလောက်ဖြစ်နေကြရလေဖြစ်ပါတယ်ထက်ထက်ထုံကတော့အောင်မြင်မှုရနေသူတယောက်ဖြစ်ပေမဲ့အရာအလုံးချပြတာသူ့ရဲ့ရိုးသားတဲ့စိတ်ကြောင့်ပါပဲသူ့ရဲ့အပြောတွေကြောင့်လူတွေဝေဖန်မှာသူ့ရဲ့ဖြစ်တည်မှုကြည့်ပြီးလူတွေပြောမှမကြောက်သလိုအခြေအနေနဲ့ပတ်သက်ရင်လည်းအဲ့လိုပါပဲအမှုပညာရှင်တော်များများကသူတို့မှချစ်သူရှိရလို့ထုတ်ပြောခဲ့ရင်တော့ပြိတ္တအားမပေးမှာစမ်းကြမှာဆိုတဲ့စိတ်နဲ့ထုံပြောကြများပါတယ်အခြေအနေနဲ့ပတ်သက်ရင်လည်းထုတ်ပြောဖို့ဝင်လေးကြသလိုအိမ်နာပြုတဲ့ကိစ္စမှလည်းအတူတူပါပဲအောင်မြင်နေချိန်အမှုပညာလုပ်တွေလုပ်ကောင်းနေချိန်မှာအိမ်နာပြုလိုက်ရင်စမ်းကြပြီးအားပေးသူနဲ့မှဆိုလို့အကျွဲကောင်းနေတော့မှမယူကြများပါတယ်အမှုပညာရှင်များစုကအောင်မြင်မှုနဲ့အခြေမလဲနိုင်လို့အချိန်တစ်ခုတည်းအိမ်အောင်ပြုကြပေမဲ့ထထထုံကတော့အဲ့လိုမဟုတ်ပါဘူးနော်ထထထုံကတခြားအမှုပညာရှင်နဲ့မတူပဲသူ့ရဲ့ခြေရည်ကိုအစားကလေးကပိုးပွင့်လင်းလင်းချပြထားသလိုအိမ်နာပြုလို့စမ်းကြမှလည်းမကြောက်ပါဘူးတဲ့နော်ထထထုံရဲ့စိတ်ထဲမှာမှတ်ယူထားတာကပြိတ္တတွေသူ့ကိုအားပေးနေအောင်သူ့ရဲ့အမှုပညာကိုအားပေးရလို့မှတ်ယူထားတာမို့အိမ်နာပြုလိုက်လေပြိတ္တအားပေးမှုကလျော့သွားမှာမဟုတ်ပါဘူးဆိုပြီးမှတ်ယူထားတဲ့အထိပါပဲထထထုံကတော့အဲ့လိုတွေးခေါ်မှုတွေကြောင့်အိမ်နာပြုလိုက်လို့စမ်းကြမှာကိုမကြောက်လို့ဆိုပါတယ်သူကအခုချိန်မှာအိမ်နာမပြုတ်သေးတာစမ်းကြမှာကြောက်လို့မဟုတ်ပါဘူးအသက်အရွယ်ရချစ်ရသူနဲ့ယူမယ်ဆိုရင်ယူတဲ့နဲ့ရွှေကိုရောက်နေပေမဲ့သူ့အနေနဲ့ယောက်ျားမြူသေးတာစမ်းကြမှာကြောက်လို့မဟုတ်ပဲအပေါ်ကျွေးအောက်ကျွေးမဆက်နိုင်တဲ့အကြောင်းဖြစ်ပါတယ်ထထထုံကချမ်းသာတဲ့ချစ်သူကောင်းလေးကြောင့်အိမ်နာပြုမယ်ဆိုရင်တော့မပူမပင်နေနိုင်တဲ့အနေထားဖြစ်ပေမဲ့စိုးရင်နာကသူ့ရဲ့မိသားစုကိုပါပဲကိုဖြစ်စနာကိုလွတ်လိုက်လို့ရပေမဲ့မိသားစုဝင်တွေကိုကောင်းမွန်ထားချင်တာမို့အိမ်အောင်ပြူသေးရလေဖြစ်ပါတယ်ထထထုံကအခုလိုအောင်မျိုးရနေချိန်မှာအလုပ်တွေကောင်းကောင်းလုပ်ပြီးမိဘတွေပေါ်မှာတည်နေရဲ့အပေါ်ကျွေးအောက်ကျွေးအကုန်လုံးကိုဆက်နိုင်အောင်စူးစမ်းသွားမှလို့ဆိုပါတယ်အချိန်တန်လို့ဖူးစာဆုံးရင်ချစ်ရသူနဲ့လက်ထပ်ဖို့စိတ်ကူးရှိပေမဲ့အခုကတော့ကောင်းထဲမှာမိသားစုသားလင်းအရာဖြစ်နေအောင်မို့တယောက်တည်းစူးစမ်းလိုက်ဦးမယ်ဆိုပြီးသူ့ရဲ့အခြေအကြောင်းကိုပြောပြလာခဲ့ရလေဖြစ်ပါတယ်ပရိသတ်လေးတို့ရောထထထုံရဲ့ခံယူချက်တွေကိုဘယ်လိုမြင်ကြလဲဆိုတာပြောပြခဲ့ပါအောင်နော်ဟုတ်ကဲ့ပါဒီနေ့တော့